ရခိုင်ရိုးရာယဉ်ကျေးမှုတကြံပွဲတော်ရန်ကုန်ရဲ့ရခိုင်ရိုးရာနသာသွေးပွဲကိုဒီကနေ့ဧပြီလ17ရက်နေ့မှာရန်ကုန်မြို့ရှိရခိုင်ပြည်နယ်ဓမ္မယုံမှာစတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။အခုလိုရခိုင်တိုင်းရင်းသားများရဲ့ရခိုင်ရိုးရာနသာသွေးပွဲကျင်းပပြုလုပ်ရခြင်းဟာမြတ်စွာဘုရားရှင်ကိုနသာရည်နဲ့တပ်ပယ်ပူဇော်ဖို့ဖြစ်ပြီးဘုရားရှင်ကိုရေမတပ်ပယ်ပဲရေမကစားကြခြင်းဟာရခိုင်တိုင်းသားများရဲ့ထူးခြားတဲ့တကြံတင်ငေတာတစ်ခုဖြစ်ကြောင်းရခိုင်ရိုးရာယဉ်ကျေးမှုတကြံပွဲတော်ရန်ကုန်ကျင်းပရေးဗဟိုကော်မတီဒုတိယဥက္ကဋ္ဌဒေါ်မြမီကပြောကြားခဲ့ပါတယ်။ရခိုင်ရိုးရာနသာသွေးပွဲကိုမြို့နယ်အသင်း15သင်းမှရခိုင်တိုင်းရင်းသူ150ဦးတို့ကပါဝင်ရှင်ပြိုင်ခဲ့ပြီးနသာသွေးပြိုင်ပွဲရဲ့စီကံချက်အဖြစ်တူညီဝတ်ဆောင်ဝတ်ဆင်ခြင်းနသာသွေးပြိုင်ရမှာတရက်သေးသက်မှုရှိခြင်းပြိုင်ပွဲစီကံများကိုလေးစားလိုက်နာမှုရှိခြင်းနသာရည်အနှစ်ပမာဏအများဆုံးရရှိခြင်းတို့အပေါ်အကဲဖြတ်အမှတ်ပေးစနစ်နဲ့ရှင်ပြိုင်ခဲ့ကြကြောင်းသိရပါတယ်။နှစ်စဉ်ကျင်းပပြုလုပ်လာခဲ့တဲ့ရခိုင်ရိုးရာယဉ်ကျေးမှုတကြံပွဲတော်ရန်ကုန်ဟာအခုနှစ်မှာ73ချိန်မြောက်ဖြစ်ပြီးဒီကနေ့ဧပြီလ17ရက်နေ့မှာနသာသွေးပွဲဧပြီလ12ရက်နေ့မှာဖျားရည်တပ်ပဲပွဲနဲ့တကြံဖွင့်ပွဲဧပြီလ13ရက်နေ့တကြံအကြနေ့မှ16ရက်နေ့တကြံအတက်နေ့အထိတကြံရီလောင်းပွဲတို့ကိုရန်ကုန်မြို့ရှိသုဝဏအားကစားကွင်းမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ရခိုင်ရိုးရာနသာသွေးပွဲကိုတင်းပေါင်း15သင်းပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ်။2016ခုနှစ်73ချိန်မြောက်ရခိုင်ရိုးရာယဉ်ကျေးမှုတကြံပွဲတော်ကိုရန်ကုန်တိုင်းဒေသကြီးရခိုင်တိုင်းသားလူမျိုးရေးရာဝန်ကြီးဌာနကကြီးမှုပြီးရခိုင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ရန်ကုန်နဲ့မြို့နယ်အသင်းများရခိုင်လူမှုရေးအသင်းအဖွဲ့အစည်းများစုပေါင်းကျင်းပခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်။